လူကြီးမင်းအနေနဲ့ကျွမ်းကျင်မှုတစ်ခုခုပဲဖြစ်ဖြစ်ဘေးရာကိုပဲဖြစ်ဖြစ်စတင်မှလေ့လာတဲ့အခါမှာထီရောက်မှုမရှိဘူးဖြစ်နေသလားဒါမှမဟုတ်ကောက်ယူမီးလောင်တယ်လို့တပတ်ပဲခံတရက်ပဲခံပြီးမှနောက်နေ့ဆိုပျောက်သွားတယ်ဖြစ်နေရလားဒါဆိုရင်ဒီဗီဒီယိုဟာလူကြီးမင်းတို့တော့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘေးရာကိုပဲစလုပ်တည်ဖြစ်စေဘေးရာကိုပဲလေ့လာတည်ဖြစ်စေပေါ့နော်ကျွန်တော်မှာရှိတင်ရှိထားတဲ့ mindset လေးရှိပါတယ်ပေါ့နော်အခုကျွန်တော်ဒီနေ့ပြပြတော့မယ့် mindset ကအဓိက၃ချက်ကိုပြပြတော့မှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ mindset တွေမရှိဘူးဆိုရင်ဘေးရာကိုမှစတင်တဲ့အခါမှာဒီနည်းနဲ့မှမဟုတ်လို့ဘေးရာမှာပြောင်းနေမှာမဟုတ်ပထမဆုံးအချက်ကတော့ပါလဲဆိုကျွန်တော် progress ရှိဖို့လို့ပေါ့နော် progress မြန်မာလို့ဆိုရင်ကျွန်တော်တို့ဒါကကိုကတိုးတက်မှုရှိနေသလားပေါ့နော်ဒီဒီဆောင်တစ်ခုကနေအဲ့ဒါတော်တော်အရေးကြီးရပေါ့နော်ကျွန်တော်ဥပမာကိုကဘာတစ်ခုလေ့လာပဲဒါကျွန်တော်ဒီနေ့မှာနိုင်ဝက်လေ့လာလိုက်တယ်အဲ့တော့ကိုကဘာကိုရရှိသွားလဲဒါအရေးကြီးရပေါ့နော်အဲ့လိုရရှိသွားတဲ့အရာတစ်ခုကိုကျွန်တော်ကဘာလုပ်ဖို့လုပ်လဲဆိုတော့ကျွန်တော် appreciate လုပ်ဖို့လို့ပေါ့နော်ဒါကိုလက်ခံဖို့လို့ကိုယ့်ကိုချီးမြှောက်ဖို့လို့ပေါ့နော်ငါဒီနေ့တော့ဘာလုပ်လိုက်တယ်ဥမာဒီနေ့တော့ငါအင်္ဂလိပ်စာလေ့လာ meaning ငါလုံးရတော့အဆရှိပြီပေါ့နော်ကျွန်တော်ပထမဆုံးအရေးကြီးတာ progress ပြောကျွန်တော်အဲ့ဒီ progress ကိုပုံမှန်လေးတောင်းနေဖို့အရေးကြီးတယ်ပြီးတော့ဒီတရားအချက်ကစင်တင်မဖြစ်သေးပါဘူးအချိန်လည်းအလောက်မရှိဘူးမစသေးဘူးနောက်မှ internet ရမှစမယ်ကွန်ပျူတာရှိမှစမယ်အဆရှိတဲ့ဖြစ်ပေါ့နော်ကျွန်တော်ရှိမှစမယ်ဆိုတော့စိတ်ကိုကျွန်တော်ပြင်ဖို့လိုရပေါ့နော်ရှိမှမဟုတ်ကျွန်တော်ကိုယ်တိုင်တက်မြောက်ခြင်းလေဆိုရင်ကျွန်တော်အခုဒီနေ့ဒီချိန်ကနေစဖို့အရေးကြီးရပေါ့နော်ဘာမှမရှိလဲဘာမှမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့စလိုက်လို့ရတယ်အစင်တင်ဖြစ်မှာကိုစောင့်နေစရာမလိုဘူးပေါ့နော်ကျွန်တော်စလိုက်ဖို့အရေးကြီးရအရေးကြီးတာစတင်ဖို့ပါပဲပေါ့နော်တတိယအချက်အနေနဲ့ကကျွန်တော်တို့ failure ပေါ့နော်ရှုံးမှုကိုလက်ခံဖို့ဥပမာကိုကဒီတစ်ခုလုပ်တယ်ဟုတ်လားဗီဒီယိုပထမတစ်ခေါက်ကြည့်ရနားမလဲလက်လျှော့လိုက်တော့မှာဒါမှမဟုတ်ကိုကတလလေးလာကြည့်ရအရင်ခက်တာပဲလက်လျှော့လိုက်တော့မှာ noနားမလဲတဲ့အရာဆိုတာကျွန်တော်တို့ဘာကိုတက်မြောက်ဖို့လိုလဲပေါ့နော် failure ပေါ့နော်ဒီရှုံးမှုကိုလက်ခံပြီးမှကိုဘာကိုပြန်တင်ရလဲဒီရှုံးမှုကနေကိုကပြန်လေမှ monitoring လုပ်ရမယ်ပေါ့နော်ကိုကပြန်လေမှဆန်းစစ်ရမယ်ဘာကြောင့်နားမလဲလိုက်တာလဲတခြားနေရာမှာရောဘယ်လိုပြန်လေ့လာလို့ရမလဲဆုံးရှုံးမှုကိုလက်ခံတတ်ဖို့အရေးကြီးပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာပေးချင်တာကတော့ကျွန်တော်တို့ဘေးရောမှမလေ့လာခင်မှာကျွန်တော်မှာရှိတဲ့စိတ်နေစိတ်ဓာတ်တုံးခုပထမဆုံးတစ်ခုက progress ဒုတိယတစ်ခုကစတင်ဖို့ပေါ့နော်တတိယတစ်ခုကကျတော့ကျွန်တော်တို့ failure you have to accept the failure ဆက်ရှုံးမှုကိုကျွန်တော်လက်ခံဖို့အရေးကြီးရပေါ့နော်နောက်ထပ်အကျိုးရှိဗီဒီယိုလည်းစတင်ပေးအောင်မှာဖြစ်တယ်မလို့ဆက်လက်ပြီးစောင့်မျှော်ပေးကြပါဦးဒီတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်